ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်။ဒီလေးတို့အခုလိုနေပူပူနွေရာသီလေးမှာချိုးစိမ့်ပြီးတော့တောက်လို့အရန်ကောင်းတဲ့မုတ်ချိုတစ်မျိုးလှုပ်စားပါမယ်။ပါဝင်ပစ္စည်းနဲ့ငယ်နဲ့လုပ်ရလွယ်ကူလို့မေလေးဖို့လုံးလဲဆိုတာကိုလိုက်ကြည့်ပေးပါအောင်ရှင်။ပထမဦးဆုံးတာကူကြိုရန်အတွက်အိုးတစ်လုံးလေးကိုရေထည့်ပေးလိုက်ပါမယ်။မိမိလုံးမဲ့တာကူချိုးစားပုံမူတည်ပြီးရေကိုထည့်ပေးလိုက်ပါမယ်။ရေလေးတွေဆူလာပြီဆိုရင်တော့မေလေးတို့တာကူစီလေးတွေကိုထည့်ပေးလိုက်ပါမယ်။တာကူကတော့မိမိကြိုက်နှစ်တဲ့အရာကိုအသုံးပြုနိုင်ပါတယ်။မိလေးကတော့အယောင်လေးလှအောင်အစိမ်းရောင်လေးကိုအသုံးပြုထားပါတယ်ရှင်။တာကူလေးတွေထည့်ပြီးသွားရင်တော့မိလေးတို့သူ့ကိုတာကူစီလေးတွေခဲမသွားစေရန်အတွက်အနှဲငယ်လေးမှုထားပြလိုက်ပါမယ်။ပြီးပြီဆိုမှအုပ်ပုံးလေးအုပ်ပြီးတော့တာကူလေးနှဲငယ်ကျက်လာအောင်တည်ထားပြလိုက်ပါမယ်။အနှဲငယ်လေးပွက်လာပြီဆိုရင်တော့မိလေးတို့ခဏလောက်သူ့ကိုမှုထားပြလိုက်ပါမယ်။ဒါမှတာကူလေးတွေကချိုးမကတ်မသွားအောင်လို့ပေါ့နော်။ကဲကြိုရင်နဲ့အခုလိုမျိုးတာကူစီလေးတွေကမျက်စိလေးတွေပျောက်လာပြီဆိုရင်တော့မေလေးတို့တာကူလေးကိုရေးဆေးပြီးတော့ရေးစစ်ထားပေးလိုက်ပါမယ်ပြီးရင်တော့မေလေးတို့ကြောက်ကြောကြိုပါမယ်ကြောက်ကြောကြိုရန်အတွက်ရေ2000နဲ့300 ml ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ဒီကြောက်ကြောမုံ25 gram တစ်ထုပ်လုံးကိုထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်တော့တကြားကိုကြတော့မေလေးကဟင်းခတ်စွန်းကြီးနဲ့နှစ်စွန်းနဲ့တဝက်စာတုံးထားပါတယ်မိမိကအချိုကြိုက်တယ်ဆိုရင်တော့အနှဲငယ်ပိုထည့်နိုင်ပါတယ်ခုမေလောက်ထားတဲ့ချိုစားကအချိုရတာပေါ့ပါတယ်ပြီးရင်တော့တကြားလေးတွေပျော်သွားပြီးတော့ကြောက်ကြောမှုန်လေးတွေလုံးဝပျော်လာတဲ့သူ့ကိုခဏလောက်မှုပေးလိုက်ပါမယ်ပြီးရင်တော့ခဏလောက်နှက်ထားပေးလိုက်မယ်ဒီထက်မှာမေရစားလေးနဲ့ငယ်ပါထည့်ထားပေးပါတယ်ကဲမေလေးကိုနှက်ထားပြီးပြီဆိုရင်တော့သူ့ကိုမီးလေးဖွင့်ပြီးတော့ကြိုပေးလိုက်ပါမယ်ကြိုနေတဲ့ချိန်မှာလည်းမေလေးတို့ဒီကြောက်ကြောမှုန်လေးတွေခဲမသွားအောင်ခဏလေးသူ့ကိုမှုပေးရပါမယ်ကြောက်ကြောကတော့ကြိုရတာအရန်ကိုလွယ်ကူပါတယ်။အုပ်ဖုံးလေးအုပ်ပြီးတော့ဒီရေလေးတွေဆူလာတယ်ဒီတည်ထားပေးလိုက်တယ်။ရေလေးတွေကလည်းဆူလာပြီးပြီးတော့လုံးဝအရေလေးကပြစ်ပြစ်လေးဖြစ်လာပြီဆိုရင်တော့အေးခံမဲ့ခွက်လေးတွေကိုလောင်ထည့်ပေးလိုက်ပါမယ်။မေကတော့အယောင်လေးတွေလက်အုပ်မှာဖြစ်တဲ့အတွက်နှစ်ခွက်ခွဲပြီးတော့ထည့်ထားပေးလိုက်ပါတယ်။မေတုံထားတဲ့အယောင်လေးကတော့ခုကလာစိုးစေးအနီရောင်လေးဖြစ်ပါတယ်သူ့ကိုနှဲငယ်လေးထည့်ပြီးတော့မှုပေးလိုက်ပါမယ်တကယ်လို့စိုးစေးတွေမကြိုက်ဘူးဆိုရင်လည်းမေလေးတို့ဒီတိုင်းရိုးရိုးအဖြူရောင်လေးကိုသုံးမယ်ဆိုရင်လည်းရပါတယ်ပြီးရင်တော့ဒါလေးကတော့အစိမ်းရောင်လေးပဲဖြစ်ပါတယ်အနှဲငယ်လေးထည့်ပေးလိုက်ပါမယ်ပြီးရင်တော့အရောင်လေးတွေနှံ့သွားအောင်မှုထားပေးလိုက်ပါမယ်အားလုံးနှံ့အောင်မှုပေးသွားရင်တော့သူအေးခဲသွားအောင်အေးခံပေးလိုက်ပါမယ်အေးခဲလာပြီဆိုတော့မေကအခုလိုမျိုးလေးအတုံးလေးတွေလှီထားပေးလိုက်ပါတယ်ကဲအားလုံးပြင်ဆင်လို့ပြီးပြီဆိုရင်တော့မေလေးတို့စပြီးတော့ဖြောပေးလိုက်ပါမယ်။ကြောက်ကြောအစိမ်းရောင်လေးထည့်ပေးလိုက်ပါမယ်။ကြည့်ပါအောင်သူ့ရဲ့ရောင်စင်လေးရဆိုရင်ချစ်စရာလေးပေါ့နော်။ကြောက်ကြောအနီရောင်လေးပဲဖြစ်ပါတယ်။အခုလိုမျိုးရောင်စုံအခုကလာစိုးစေးတွေရှာဝယ်ရခက်တယ်ဆိုရင်လည်းမေလေးတို့အဖြူရောင်လေးပဲသုံးမယ်ဆိုရင်လည်းအဆင်ပြေပါတယ်။ဒါလေးကတော့အဖြူရောင်လေးပေါ့နော်။ပြီးရင်တော့မေလေးကပို့ပြီးစားလို့ကောင်းအောင်ဒီတိတိလေးတွေပါထည့်ထားပါတယ်။ဒီအတိမဲ့တစ်လုံးထည့်ထားပါတယ်ပြီးတော့ဖျက်ဒီတေးသေးလေးတွေတုံးထားတာလေးကိုလည်းထည့်ပေးလိုက်ပါတယ်မရှိဘူးဆိုရင်လည်းမထည့်လို့ရပါတယ်เนาะပြီးရင်တော့တာကူကြိုထားတာလေးကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ဒါလေးကတော့နိုးစင်1000 ml ရှိပါတယ်ဒါပေမဲ့မီလီယာနှစ်ခါခွဲလုံးမှာဆိုတော့သူ့ကိုပူတဝက်စာလောက်ထည့်ပေးလိုက်ပါတယ်ဒါလေးကကြတော့ cooking cream ပေါ့နော်200 ml ရှိပါတယ်နှစ်ခါခွဲလုံးမှာဆိုတော့မီလီကတော့100 ml ထည့်ပေးလိုက်ပါတယ်ပြီးရင်တော့နှုတ်စီထမင်းစားစွန်းကြီး2စွန်းစာထည့်ပေးလိုက်ပါတယ်အချိုကြိုက်တယ်ဆိုရင်တော့နည်းနည်းပိုထည့်ပေးနိုင်ပါတယ်ရှင်ပြီးရင်တော့စားလေးအနှဲငယ်ထည့်ပြီးတော့အားလုံးနှံ့သွားအောင်မှုထားပေးလိုက်ပါမယ်မေကစားထည့်နေတဲ့အချိန်မှာတော့ဗီဒီယိုမရိုက်ထားလို့ပေါ့နော်စားလေးနည်းငယ်ထည့်ပြီးမှမေလေးတို့အရသာလေးကချူချူစင်စင်လေးနဲ့တောက်လို့ကောင်းမှာဖြစ်ပါတယ်အစောကထည့်ထားတဲ့ cooking cream ကကြတော့မေလေးတို့မရှိရင်လည်းမထည့်လို့ရပါတယ်
ကဲပြီးသွားရင်တော့မေလေးတို့အားလုံးကိုနှံ့သွားအောင်မွေထားပေးလိုက်ပါမယ်။ကူစီလေးတွေကခဲနေတတ်တဲ့အတွက်သူ့ကိုတေချာလေးကြည်သွားအောင်မွေထားပေးလိုက်ပါမယ်။ကဲအားလုံးနှံ့သွားပြီဆိုရင်တော့မေလေးတို့မုတ်ချိုလေးကတော့တောက်ဖို့သုံးဆောင်မှုအဆင်သင့်ဖြစ်ပါပြီ။ကြည့်ပါအောင်သူ့ရဲ့အယောင်အဆင်လေးရဆိုရင်လုံးဝကိုတောက်ချင်ဆိုရလေးပေါ့နော်။မေလေးကတော့အရန်ကြိုက်ပါတယ်အခုလိုနေပူပူလေးမှာဆိုလို့ရှိရင်ချူချူအေးအေးလေးနဲ့တောက်လို့အရန်ကောင်းတာမို့ကြောင့်မေလေးလိုပဲအတက်ချင်းတူတွေတက်လိုက်လှူစားလို့ရအောင်မေလေးကဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်။ခဲ့ဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲเนาะအားလုံးပဲ bye bye